မျိုးသမီးဟာရေကူးပြီးကစားဖြစ်ပြီးအနားယူဖို့အိတ်ခမ်းစီပြန်သွားနေတယ်မထင်မှတ်ပဲအပြင်ဘက်ကစမတ်အိမ်သုံး AI ကသူမကိုမြင်သွားတယ်အဲ့ဒီနောက် AI ကမျက်ရည်တဲ့ program ကိုဖွင့်လိုက်ပြီးအမျိုးသမီးရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ရင်းမျက်ရည်နေတယ်နောက်တစ်စက္ကန့်မှာပဲကြောက်ခဲတစ်လုံးလွင့်ထွက်လာပြီးအမျိုးသမီးရဲ့ခါးကိုတက်တက်မှန်သွားတယ်အမျိုးသမီးမြေပြင်ပေါ်လဲကျသွားတာကိုမြင်တော့စက်ရုပ် AI ကလူနာတင်ရင်ခေါ်ပေးဟန်ဆောင်တယ်အန်နာကြီးကပ်ပြီးပြန်ထလာတယ်မှန်မှကြံခဲ့တဲ့အပေါက်ကြီးကိုသူမမြင်လိုက်တယ်မတော်တဆမှုတစ်ခုလိုပဲထင်လိုက်တာကြောင့်အကူကြီးခေါ်တာကိုရပ်ဖို့စမတ် AI ကိုသူမပြောလိုက်တယ်မွန်လွဲပိုင်းမှာတော့အန်နာကဖြစ်ပျက်ခဲ့တာတွေကိုသူမရဲ့ခင်မွန်းကိုပြောပြတယ်ဒါပေမဲ့သူမရဲ့ခင်မွန်းကမျက်ရည်ဖို့သူဘယ်တော့မှမခိုင်းခဲ့ဘူးလို့ပြောတယ်တခုခုမှားယွင်းနေပြီဆိုတာကိုအန်နာချက်ချင်းသဘောပေါက်သွားတယ်စမတ် AI ကသူမကိုတတ်ဖို့စူးစမ်းနေတယ်လို့သူမတန်တရားဝင်သွားတယ်သူမရဲ့ခံမှန်းချက်ကိုစမ်းသပ်ဖို့အန်နာဟာစမတ်အိမ်သုံးစနစ်နဲ့ပတ်သက်တဲ့အချက်လက်အားလုံးကိုရှာဖွေပြီး projector နဲ့ကြည့်လိုက်တယ် AI ကိုအရင်အင်ရှင်တွေကဖန်တီးခဲ့တာဖြစ်နေတယ်သူတို့ရဲ့နေစဉ်ဘဝဓာတ်ပုံများစွာကိုအထက်မှာသိမ်းဆည်းထားတယ်အဲ့ဒီအချိန်မှာပဲအန်နာကထူးဆန်းတာတစ်ခုကိုသတိထားမိသွားတယ်ဓာတ်ပုံတွေကအမျိုးသမီးဟာစမတ် AI နဲ့တပုံစံနဲ့တူနေတယ်သူမကိုမူလအင်ရှင်ရဲ့ပုံစံတိုင်းဖန်တီးထားတာလားလို့ AI ကိုသူမချက်ချင်းမေးလိုက်တယ်ဒါပေမဲ့သူမဘလောက်ပဲမေးမေး AI ကမကြားချင်အောင်စောင့်နေပြီးဘာမှပြန်မပြောဘူးအန်နာကကိုရဲပြဿနာရှိနေတယ်လို့ထင်ပြီး projector ကိုပိတ်လိုက်တယ်အဲ့ဒီညောင်အိတ်ဖို့အပေါ်ဓာတ်ကိုတက်သွားတယ်ဒါပေမဲ့သူမထွက်သွားတာနဲ့စမတ် AI က projector ကိုပြန်ဖွင့်ပြီးဓာတ်ပုံဟောင်းတွေကိုတယောက်တည်းကြည့်နေတယ်သူမရဲ့မျက်နှာပေါ်မှာပျော်ရွှင်တဲ့အပြုံးတစ်ခုပေါ်လာတယ်ဒါပေမဲ့လူလေးယောက်ပါတဲ့မိသားစုဓာတ်ပုံမျက်နှာပြင်ပေါ်ပေါ်လာတဲ့အခါ AI ကရုတ်တရက်ထိန်းချုပ်မှုကင်းမဲ့သွားတယ်သူမကဒေါသတကြီးနဲ့ projector ကိုဖောက်ခွဲလိုက်ပြီးမျက်နှာပြင်ကိုပါမီးရှို့ပစ်လိုက်တယ်မကြခင်မှာပဲမိသတိပေခေါင်းလောင်းမြည်လာတယ်မိသားစုတစ်ခုလုံးလန့်နိုးလာပြီးအိမ်ထဲကနေအပြေးလွှာထွက်လာကြတယ်ကံကောင်းစွာနဲ့ပဲမိငိမ့်သက်ရေးစနစ်ကတစ်ချိန်တည်းမှာအလုပ်လုပ်သွားပြီးမိကိုအမြန်ထိန်းချုပ်နိုင်ခဲ့တယ်။ projector နဲ့ sofa ကလွှဲရင်ဘာမှကြီးကြီးမားမားပျက်စီးမသွားဘူး။ဓာတ်ပုံဟောင်းတွေပြာကျသွားတာကိုမြင်တော့အန်နာကဝါယာကျိုးဟောင်းတွေကြောင့်လို့ယူဆလိုက်တယ်။အဲ့ဒီအချိန်မှာပဲအန်နာတောက်ထားတဲ့ဝိုင်ပလင်းလို့ကိုကြက်မြင်သွားတယ်။မူးနေတုန်း projector ကိုပိတ်ဖို့မေ့သွားလို့မီးလောင်ရတာဆိုပြီးအန်နာကိုသူချက်ချင်းအပြစ်တင်တယ်။ဒါပေမဲ့ပလက်ဖြုတ်ခဲ့တာကိုအန်နာတေးသေးချာချာမှတ်မိနေတယ်။သူတို့နှစ်ယောက်ပြင်းပြင်းထန်ထန်စကားများပြီးအစင်မပြေပဲလမ်းခွဲခဲ့ကြတယ်။အဲ့ဒီနေ့ကစပြီးစမတ် AI ကအန်နာကိုနေတိုင်းခိုးပြီးစောင့်ကြည့်နေတယ်။သူမပြောတဲ့ဖုန်းတိုင်းကိုတောင်ခိုးနှားထောင်နေတယ်။အန်နာမှာအပိတ်လောင်ကြောက်တဲ့ယောဂရှိမှန်သိသွားပြီးနောက် Smart AI ကမကောင်းဆိုးဝါးအကြံစီတစ်ခုကိုချက်ချင်းစဉ်းစားမိသွားတယ်။အန်နာဖုန်းပြောပြီးတာနဲ့အခန်းထဲကလာတဲ့ခြေတံတွေကိုကြားလိုက်ရတယ်။အစကတော့သူမရဲ့ခင်မွန်းအိမ်စောစောပြန်လာတယ်လို့အန်နာထင်လိုက်တယ်။ဒါပေမဲ့အခန်းထဲသွားကြည့်တော့ဘယ်သူမှမရှိဘူး။အဲ့ဒီနောက်မိဖို့ကြောင့်ထဲမှာတချင်းဖွင့်ထားတာကိုသူမသတိထားမိတယ်။စိုးရိမ်စိတ်နဲ့အန်နာသွားစစ်ဆေးကြည့်တယ်။ရုတ်တရက် Smart AI ပေါ်လာတယ်။အပေါ်စင်ကအလူတချို့ကိုယူပေးဖို့အန်နာကိုသူမအကူအညီတောင်းတယ်။စိတ်သက်သာရသွားတဲ့အန်နာကသတိလျှော့လိုက်ပြီးစားစရာထားတဲ့အခန်းထဲဝင်သွားတယ်။မထင်မှတ်ပဲအခန်းတကားကဝုန်းကနေပိတ်သွားပြီးချက်ချင်းတော့ခတ်ခံလိုက်ရတယ်။အဲ့ဒီနောက် AI ကတချင်းတန်ကိုအကျယ်ဆုံးတင်လိုက်ပြီးအန်နာရဲ့အကူအညီတောင်းတန်တွေကိုလစ်လျူရှုထားတယ်။အဲ့ဒီနောက်သူမကတစ်ခုတ်လွှတ်ဆက်ကိုပေါ့ပေါ့ပါပါတက်ဆင်လိုက်ပြီးကလေးတွေအတွက်ညစာပြင်ဆင်ဖို့မိဖို့ချောင်းလဲသွားတယ်။အန်နာဟာပိတ်လောင်နေတဲ့အခန်းထဲမှာပိတ်မိနေပြီးမျောလင်းချက်မဲ့စွာနဲ့အားငယ်နေတယ်။ဂျက်အိမ်ကိုအပြေးလွှာပြန်ရောက်လာတဲ့အခါ AI ကတကားကိုတိတ်တဆိတ်ဖွင့်ပေးလိုက်တယ်။သူကအန်နာကိုအလွယ်တကူဆွဲထုတ်လိုက်တယ်။အန်နာဟာအသက်တောင်ကောင်းကောင်းမရှူနိုင်တော့ဘူး။ဒေါသထွက်နေတဲ့သူမက AI ကသူမကိုအထဲမှာတောက်ခတ်ထားတယ်လို့ဆွဆွဲတယ်။ဒါပေမဲ့ဂျက်ကတကားကိုလုံးဝတောက်ခတ်မထားဘူးလို့ပြောတယ်။ AIC ကအရေးပေါ်ဖုန်းခေါ်ဆိုမှုရလို့သူအိမ်ပြန်လာတာလို့လည်းထပ်ပြောတယ်။အန်နာမှာသူမအပြစ်ကင်းကြောင်းတက်တည်ပြစရာနီးလမ်းမရှိဘူး။ AI ကသူမကိုအယူတယောက်လိုဖြစ်အောင်လုပ်နေတယ်လို့သူမတန်တရားဝင်